ဒီနေ့ပြောပြမယ့်သင်ခန်းစာပါလေသိလားတစ်ချိန်ညရင်အားလုံးနဲ့ခွဲရမှာပဲဟုတ်တယ်တကယ်လဲမှန်တာပဲလေဒါပေမဲ့လူတွေကဘာဖြစ်လဲဆိုတော့ငါတကယ်ချင်းငါချစ်သူငါမိသားစုငါပိုင်ဆိုင်မှုငါဤဆိုတဲ့ပိုင်ဆိုင်မှုပြစကလုံးသုံးပြီးတော့မှပိုင်ဆိုင်နေလို့ထင်မှားနေကြတယ်အမှန်တကယ်တော့ဆရာရတာသူတို့ပိုင်ဆိုင်တဲ့အရာတွေလုံးဝမဟုတ်ခဲ့ဘူးဥပမာတစ်ခုပြပြမယ်ဥပမာငါတကယ်ချင်းထားပါတော့ငါတကယ်ချင်းလို့နာမည်တက်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ကိုတကယ်ချင်းစိတ်ဆိုးသွားမှကြောက်တယ်ကိုတကယ်ချင်းနဲ့မခေါ်တော့မှကြောက်တယ်ကိုတကယ်ချင်းတခြားသူကိုပုတ်ခင်သွားမှကြောက်တယ်စတဲ့အတိတ်ပဲမရှိတဲ့တွေးပြီးရောပူပန်နေရောငါတကယ်ချင်းစိတ်ဆိုးသွားမလားငါဒါပြောလိုက်လို့သူငါ့ကိုမခေါ်တော့ရင်ဘယ်လိုလုပ်မလဲတတိထားနေရရောကွာဒီလားကိုတော့ကိုမပိုင်တော့သူနဲ့ပြန်ဖြစ်ရင်စိတ်မကောင်းဖြစ်တာတို့ဝမ်းနေတာတို့ကိုလာပြီးတော့ကိုယ့် emotion တွေကို affect ဖြစ်ရောဒါပေမဲ့အစကတည်းကနော်ငါတကယ်ချင်းဆိုတာလည်းမရှိဘူးငါချစ်သူဆိုတာလည်းမရှိအားလုံးကတနေ့နေ့ကျရင်ခွဲရမယ်သူကြီးခွဲရမှာလေအခုခဏတွေ့ရုံခဏပေါ့တလုံးတင်းလူတေးကြမှာလည်းမဟုတ်တစ်ချိန်ကျရင်ခွဲရမယ်သူကြီးပဲဒါပေမဲ့မရအောင်တွေ့တာပြီးတော့စိုးရိမ်တာတွေပူပန်တာတွေဖြစ်တယ်သုံးမဝင်တဲ့အတွေးတွေနဲ့ကိုယ့်ကိုဒုက္ခတွေပြီးတယ်မိုက်မဲနေကြတာပေါ့နော်ပြောရမယ်ဆိုရင်တော့ချစ်သူကြီးသားဆိုတဲ့အတိုင်းပါပဲတချို့ဆိုရှင်လေရီးသားနဲ့အဆင်မပြေတော့ရင်တလောကလုံးအဆင်မပြေတော့သူတို့ဖြစ်တာဘာလို့ကိုအဆင်မပြေတော့တာမရတော့တာအဲ့လိုမျိုးကြီးဖြစ်ကြရပါတော့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ဘာသာကိုမှမထားဘဲနဲ့သူများစီမှာပုံအပ်လိုက်တယ်လို့မျိုးဟိုသူနဲ့အဆင်မပြေတော့ရင်ဟိုတကဘာလုံးပြတ်သွားတယ်လို့မျိုးအဲ့လိုမျိုးဖြစ်ကြတဲ့သူတွေရှိရဲအားလုံးကဘာလဲဆိုအဲ့ငါချစ်သူငါရီးစားဆိုလဲရီးစားကိုစိတ်ညစ်အောင်လုပ်တဲ့သူပေါ့နော်တငယ်ချင်းဆိုလဲတငယ်ချင်းမိသားစုလဲမိသားစုစရဲ့အတွဲတိုင်းကြောင့်စိတ်ညစ်နေရပဲအားလုံးနဲ့အချိန်တိုင်းခွဲရမှာသိလားဘသူ့အမအလောက်ထိတွဲတာစိတ်တွေထားမနေနဲ့ detachment လို့ခေါ်တယ် attachment တာမဖြစ်နဲ့ကိုက attach တာဖြစ်ရင်じゃဘလို့ဖြစ်လဲဆိုတော့ခံစားရတယ်ကိုကတစ်ဖက်သူလောက်ပိုင်ခွင့်နေအားလုံးပေးလိုက်တယ်လို့ဖြစ်သွားတယ်ရည်ရွယ်ရတော့မဟုတ်ပေမဲ့သူ့ကြောင့်ဝမ်းနေရတယ်သူ့ကြောင့်ခံစားရတယ်သူ့ကြောင့်ဒေါသထွက်ရတယ်စတဲ့မကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်တယ်ဘာလို့လဲသူ့ကြောင့်ဘာလို့ဖြစ်တာလဲဆိုသူ့ attach ဖြစ်လို့သူ့တွေ့တာနေလို့အားလေးဝဲဒီနေ့ပြောပြချင်တာပေါ့နော်အားလုံးဒါပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်တတ